အားလုံးမြင်ကြတဲ့Minecraft ကျွန်တော်နာမည်လို့กินဒီနေ့မှာတော့ကျွန်တော် Minecraft ဟာကောရက်တရာဒီတရားနေပြီးပြန်နေကြိုးစိုးလိုက်ပါဆက်ထောင်လိုက်မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်လောက်မှာတော့ Minecraft ထဲမှာ Ender Dragon တတ်မှာဖြစ်ပါတယ်အခု game နဲ့စောင့်ဝင်လိုက်ကြ Let's goနည်းနည်းလေးကြာသွားရင်ခုလိုပြီနော်ကျွန်တော်ဟိုလေးတိတ်မဖြစ်တော့ပါဘူးအခုဆိုတော့ကျွန်တော်တို့ဟိုကင်းနဲ့ရောက်သွားပြီနော်ကင်းနဲ့ရောက်သွားပြီဆိုတော့ကျွန်တော်ဘာမှလုပ်လို့မရဘူးနည်းနည်းလေးရှုပ်မှာကတော့နည်းနည်းလေးကြည့်ရအဆင်ပြေခုလိုပြီပါနော်ဖုန်းရနည်းနည်းလေးခုံပြီးတော့အိုးဒီနေ့မှရွာလေးတွေ့ရနော်ဒီကဖိလေးပြန်နော်ဟိုဖိလေးနားမှာစပွန်ရွာလေးတွေ့ရွာမှာဘာရမလဲတော့မသိဘူးကျွန်တော်ချက်တော့သွားကြည့်မယ်နော်နဲ့တော့မှကျွန်တော်တောင်းနေတယ်ရွာဘက်ကိုချက်သွားမယ် Let's go နည်းနည်းလေးတော့ချက်မယ်တထုံသွားရွာနားမှာဘာရမလဲချက်လားရွာအိုးချက်စပါချက်ရှိရအာယုန်နေအိုးအာယုန်နေဟိုအာယုန်နေရမဟုတ်အိုးမိုင်းကြတယ်ဒါ bread ပါမောက်လေးပန်းတီဒါချက်ကောင်းယူလိုက်မယ်ကျေးဇူးပဲဗရာသားတော့ရည်လစ်ပြီချက်တယ်မှာပါရှိမယ်ဒီထဲမှာပူတတာကောင်းလို့ရှိမယ်အာလူနည်းနည်းရှိမယ်ဒီကဂရင်းတလုံးကျွန်တော်မြန်မာခေါက်တာနဲ့မှားရတယ်ဆိုတော့ကျွန်တော်မြန်မာခေါက်တာဗီဒီယိုအများကြီးကြည့်ဖြစ်တယ်ဗျာနော်အဲ့တော့ကျွန်တော်နည်းနည်းလေးမှားပါကျွန်တော်တကယ်ချင်းနေပြောနေတယ်အားလုံးပဲကျွန်တော်မြန်မာခေါက်တာမှားပါလို့ဗျာ sorry ပါလို့ကျွန်တော်ဟုတ်ဒီရဟုတ်ကဲ့အော်တည့်ရဖြတ်လိုက်နော်ကြီးရနည်းနည်းဟိုအိမ်ထဲဝင်ကြည့်လိုက်ချက်အော်ဒီမှာ chest ကဘာမှသိမရှိဒီမှာက brush let's go သူဆိုရင်ကျွန်တော်တို့ရင်းမဲ့ချက်ကြည့်မယ်ဘာမှလုပ်လဲဘာမှလုပ်နေတယ်ဒါတိတ်ရလဲအမရရှိရဒီရောရဲ့ကျွန်တော်အမြင်ကတော်လေးနောက်ထပ်ရှာမယ်ပြန်နော်ဒီရောမှာဖားမတော့မရှိဘူးနည်းတယ်လို့ကျွန်တော်မြင်တော့မြင်ပြီဒီမှာနောက်ရှိသေးတယ်ဒီရောကျွန်တော်မွေးတယ်ဝင်ပေါ့အာယုံပစ်ကတ်တွေ့ပါလေအာယုံပစ်ကတ်အာယုံပစ်ကတ်ရေအာယုံပစ်ကတ်အိုးကျွန်တော်ဒီရောတော့ပိုးရဘူးအာယုံပေါ်နေတယ်ကျွန်တော်ဒီအိုးဟဲ့ဒါမှကြည့်ကျွန်တော်ဒီအာယုံကိုလည်းโอเคဆက်သွားမယ်နော်ကျွန်တော်နည်းနည်းအတန်လေးရှုံခုလုပ်ပြပါလို့နော်အင်းရခွေးလေးကြီးလို့ပါအာယုံလေးရပြီဆိုတော့မတက်တော့ဘူးနော်တက်ကကမှငယ်ပါသေးတယ်နော်ကျွန်တော်အခုမှ12 13လောက်ပဲရှိသေးတယ်ဒါကြောင့်မကျွန်တော်ကိုယ်ကစတူဒီယိုကိုအခက်နေမရှိသေးပါဘူးတော့အတန်နားထောင်ရအစင်လေးနည်းနည်းလောက်ဖွင့်နေပြပါတူတူကောင်းမှာပါနော်ဒီရောအာယုံအောင်အိုးတော်တော်လေးကောင်းနေမှာပါတယ်နော်နော်ဒါတော့ကျွန်တော်တို့အဲ့ဆိုကျွန်တော်ဒီရောအဲ့ဆိုရင်တော့မစိုးပါဘူးကျွန်တော်စဉ်းစားနေပဲဒီရောမှာဘာမှအလောက်ကသိရှိတာမဟုတ်ဘူးဒီကောင်နဲ့ trade ကြည့်မှာ trade နိုင်မှာရ trade ကြည့်မှာ trade မှာရ trade မယ်လို့ trade ဟောတော့ရမှာ sorry trade ဘာရောင်းခိုး15လုံးကိုကျွန်တော်တို့တွေအဲ့ဒီလုံးကိုအာယုံအချစ်သစ္စာလေးလို့ကျင်နေပြီနော်အာယုံအချစ်သစ္စာအာယုံပစ်ကတ်ရဲ့ကျွန်တော်လုံးမယ်နော်အဲ့ဒါသွားရှာမယ်ဗျအဲ့ကျွန်တော် Emily let's go minus မင်းမ minus မရှိဘူးချက်ဒီတော့အာမပဲရှိုးရင်တော့ဒီမှာ skeleton ကြီးအရင်ပြစ်တာဆိုတော့ရှိုးလို့ဒီမှာနဲ့ skeleton ကြီးအရင်ပြစ်တာမရဘူးဗျအဲ့ဒါ skeleton ကြီးဒီမှာပြစ်တယ်မရမ်းပြစ်တာလေအဲ့ပြစ်လို့ရှိရင်တက်ခေါက်ပဲရှိုးရင်းချက်လိုက်တက်တုံးနေတော့ချေရှိုးလို့မယ်ဆိုတော့ရှယ်တက်ခုလို့လိုက်အာယုံအချစ်တဲ့အာမရတယ်နော်ရှိကံပစ်ကပ်အော်ဒီကျွန်တော်အာယုံအချစ်တဲ့အမရှိပြီးသားအာယုံအမရှိပြီးသားကျွန်တော်မကိုရောင်းသွားလို့ပြောမိုင်းပြင်းရရ
ရှူဘောင်းမီကိုအင်းကြီးလုံးလိုက်ဘောင်းမီကိုခနဲ့တော့လောက်ကမှန်းပြန်နော် မိုင်းနေရမလို့ရပါရဲ့ မိုင်းနေတာပဲလားမနောက်ပါ ရှားပါကြာပြီကျွန်တော် ပြုတ်ပြုတ်ကြပြီအားရှိမခိုးလေးတွေကကိုခိုးတယ်ရင်တော့ချင်းနမိုင်းနေစနေတွေ့ပေါ်တော့အခုကြတော့အော်တော့တွေ့ကတိကတဲ့ကွာဘယ်လိုနေရာမှာလာရှိနေဒီခိုးရအင်း တော်တော်များ တယ်ဟာကြည့်တော့ကြားပဲတော့ရအောင်တော့လစ် ဒီမှာမခိုးဘူး အော်မခိုးနေအများကြီးပဲကျေးဇူးပဲခိုးအောင်ဆိုခိုးအောင်ဆိုခိုးလို့ပြောအမား အိုင်းပကသေးတယ် ကဲအဲ့တော့ဘုတ်တကားတော့ခွင့်ပြုရင်းနေလေးတူးမယ်โอเค ရင်တော့ခိုးတယ်တော့အများကြီးတွေ့နော်ကြီးရေးစီးအောင်ပြင်တန်းလိုက်လူရလို့ငါပါလို့ကျွန်တော်အခုတူးရတယ်ထဲမှာ ဟုတ်နော်အဲ့ရနည်းနည်းလေးပဲရှိသေးတယ်ဆက်တူးပါမယ် ခိုးတယ်တော်တော်များပါမိုက်ရ အဲ့ရတော့ပြုတ်မင်းခိုးလို့နော် ကျွန်တော်လည်း အဲ့ရမိုင်းနေစင်းနေမိုင်းနေမစင်းနေတော့စင်းစကယ်လီရင်းနဲ့တိုးမှာစကယ်လီရင်းနဲ့တနောင်းမုန်းလာပြီဇူမီကလည်းလုံးလို့ရချလို့ရပြီဟုတ်လားအဲ့ဒီဟိုဗာလဲထရီပါရကြည့်လို့ရစကယ်လီတန်းဆိုရေကြီးကြောင်းတန်နေရတော်သေးရ 6ဆိုခုမှအမတုံးမရသေးဘူး ကဲအဲ့တော့ခိုးဆက်တူလိုက် ဒါကြီး ဒါနဲ့အဲ့လိုရှာနေတော့ကျွန်တော်အဆင်ပြေတော့မဟုတ်ပြန်တော့16သုံးတော့ဆိုရင်ကျွန်တော်သိပြီဖားမတယောက်ကိုရှာပြီးကျွန်တော်အလုပ်တော့ဂျပန်ကြီးဘွားတော့ကြာနေမှာဒီကထွက်ရောက်မနေချင်းကျွန်တော်နဲ့နည်းနည်းရဆိုထားတယ်ရောက်ဖားမဘွားစကွဲ တူးတော့တူးရနေကျွန်တော်တို့ ဖားမလည်းမတွေ့ဘူးနော် ဟောရှာနေနော် ဟုတ်မရဘူးနဲ့ဟောပါလေတော့အလုံးမရှိ ဘာမှ တော့မရှိထိတ်လို့ရဒါမှမကြည့် ဒီတော့ ထိတ်မယ် ဟုတ်ကဲ့ ထိတ်မယ်အဲ့ခုလည်းရင်သွားရင်ပြန်တစ်ချက်တည်းရောက်ရောရင်တော်ရင်ငါရအောင်ပြောင်းရင်တော့တိတော့ဘောရောင်းတော့မှပြစဘူးဘယ်နောက်မှကြာပါမသိဘူးဘယ်နောက်မှသိပါဒီညမအပေါ်လည်းနေတယ်ဟောဒီမှာကုန်တေကုန်နေအဲ့ရဘက်တေကုန်ယူအောင်အမောင်းဒီလောက်ပါပဲလုံလောက်ပြီဟုတ်ကဲ့အဲ့ဆိုကျွန်တော်တို့ဒီတက်ကန်လာရဘာယုံလေးပါလေတွားနေအောင်ဒီမှာဆက်လေရောဘာမှလုပ်လို့ရမှာမဟုတ်ပြန်တော့ဘာမှလည်းရောင်းနေတင်ကြည့်ဘာမှတော့မရှိဘူးဆိုနေအဆင်ပြေဒီရောကျွန်တော်ထွက်ပါတော့မယ်နော်ရွာကြီးနှုတ်ဆက်ခဲ့ပါလေ ရှောတော့ပါလေအခုဆိုတော့အနေနဲ့ကျွန်တော် သွားပါပြီလို့နော်ပတ်တာလို့ ဒီမှာဟောတိရှိကျွန်တော်မတွေ့ဘူးဗျာ ကျွန်တော်ရဲ့ဗီ ဒီလို ဒီဗီဒီယိုလေးကြည့်ပြီးကျွန်တော်ကိုအကူအညီပေးအနေနဲ့ like and subscribe လေးလုပ်ပေးထားခဲ့ပါမယ် မရော ကိုတို့နဲ့ like and subscribe လုပ်ပေးခြင်းအပြင်ကိုတို့တက်တော့ဘာမှဖြစ်ဘူးဆိုတော့ကျွန်တော်အဲ့ like တို့ subscribe တို့ဆိုတာကျွန်တော်တို့ကလေးတွေတော့အရန်အောင်မှာဟိုပါဘောကြော်အရန်ကောင်းတယ်ဗျတကယ်ကြီးကြားထဲမှာအဲ့လိုငါကောင်းဘလောက် subscriber ရှိရဲဆိုအဲ့လိုနှမဆိုပြငါတို့ကောင်းကျွန်တော်တယောက်ထဲ subscriber မရှိဘူးအဲ့လိုပြညနိုင်ငင်းပြီးလို့ရှိရင်ဗျာတဲ့အဲ့ဟိုပြောကျွန်တော်ဒီကကျွန်တော်အခုမှကျွန်တော် edit skill ဘာမှသိမရှိသေးဘူးကျွန်တော်ဖုန်းကလည်းသိမကောင်းဘူးနော်အဲ့ဒါကြောင့်ကျွန်တော်နောက်ကျရင်ဒီထက်ကောင်းတဲ့ video တွေတော်များများတင်ပေးမယ်ကျွန်တော်အသက်နိုင်ဆုံးလေးလာပြီးတော့အကုန်လုံးအဆင်ပြေအောင်လုပ်ပေးပါမယ်နော်အဲ့ကျွန်တော်ပြောတယ် လုံးမရှိ ဟုတ်တာပဲဒီဟာကိုငါသွားပြီးရလုပ်လို့မယ် ဘူး
ကျန်ကျွန်တော်ပြောရစမ်းမယ်ဒီနေ့ညအိပ်ပြီးရင်ကျွန်တော်ဒီရွာထွက်မယ်အောင်တော့မနေချင်တော့ဒီရွာကြီးပြင်းနေဆိုတာလည်းဘာမှမရှိတာပုံနေရတယ်နော်မနေတော့ပါဘူးဗီဒီယိုကျွန်တော်နှစ်ပိုက်ခွဲရင်ကောင်းမယ်လို့စဉ်းစားတယ်ဗျာလို့လဲဆိုတော့ဗျာတလား episode နဲ့လုပ်မယ်ဗျာဒီဟာကနည်းတယ်အခုမှအခုတော်တော်ဗီဒီယိုကြောင်းရအောင်အမြလေးလက်ရှင်းအဲ့လိုရပါအဲ့လိုရပါအဲ့လိုရအားရအောင် โอเคဘူးလာပြီဆိုတော့ဖြတ်မယ် လို့လာပြီဆိုတော့ back လေးကိုသိမ့်မယ်ရတော့မယ်အခုရပါတယ်အော်ယုံလိုက်နေပြင်းမယ်တက်မယ်သွားမယ်လွားမယ်ကြော်မယ်ဖြတ်မယ် ခရပြီးလေးရှိတယ် ကျွန်တော်ခက်တာအဲ့ရေခဲပါအိမ်ဝင်ပြင်နေတာနော် ပန်းလာတာနင်းတော့ နင်းနေကြတဲ့နေရာအဲ့လောက်ထိရှားတာမလွယ်နေဘူး တင်းရနာရတွေပါ အဲ့ဒါအဲ့ကျွန်တော်တို့ဂျန်ဂယ်တို့ဆန်းတို့ပါလို့ရှာမစဒါကြီးတော့တော်ဗျာတလားဗိုင်ယွန်နေထဲမှာဒီဗိုင်ယွန်ကိုကျွန်တော်မုန်းလို့မပြောမအောင်ဗျာ ဒီမိုင်းနဲ့လို့ ဟုတ်ကဲ့နောက်ကြမှာကျွန်တော်အိုင်းရှာဟုတ်တော့ဗျာဒီဗိုင်ယွန်ကကျွန်တော်တော့ပင်နေမီနှစ်ခုတော့လည်းရေခဲတွေပြီးအဲ့ဒါမကြိုက် โอเค ကိုကျွန်တော်ဆက်လက်တော့နေပါ ဒီနေ့ဗီဒီယိုလေးတော့ဒါပါပဲခင်ဗျာကျွန်တော်နည်းနည်းပြဿနာလေးရှိလို့ဒီနေ့တော့ဒါပါပဲနောက်နေ့ကျမှပဲကျွန်တော်ဗီဒီယိုနောက်တစ်ပိုင်းထပ်ပြင်ပါတော့မယ်ဒီနေ့ပြတ်သွားပြီဆိုတော့ကျွန်တော်ဒီနေ့တော့ဒီဗီဒီယိုက အဲ့တော့ကျွန်တော်လိုင်းလောက်ဝါလို့ကျွန်တော်ခေါ်ကြမှာပြန်ကြည့်ကြပါမယ်အဲ့ပါ